Okay အားလုံးပဲမြင်လာပါဆိုဒီနေ့ဗီဒီယိုမှာတော့ computer PC crack game တွေကိုဘယ်လို download လုပ်မလဲဆိုတာပြောပြပေးသွားပါမယ် crack game တွေတော်တော်များများတော့ရှိတာပေါ့နော်ဆိုတော့အဲဒီ crack game တွေကိုတင်ထားပြီးတဲ့ website တွေလည်းအများကြီးပဲရှိတယ်ဆိုဒါပေမဲ့ကျွန်တော်ကိုယ်တိုင်သုံးပြီးမှအဆင်ပြေနေတဲ့ website လေးတစ်ခုကိုဝေမျှပေးမယ်ဆိုတော့အဲ့ဒါကတော့ Steam Alloga ပေါ့နော် Steam Alloga လို့ခေါ်တဲ့ website ပေါ့နော်ဆိုတော့အဲ့ဒါက game တော်တော်များများရှိတယ်ပြီးတော့သူက popular game တွေလည်းရှိတယ်ဆိုပြောရရင်ဗျာအခုမိတ်ဆွေတို့ search ချင်တဲ့ game မှာ100%နဲ့က95%လောက်ကဒီ Steam Alloga မှာရှိတယ်ဆိုတော့မိတ်ဆွေတို့ search ချင်တဲ့ game တွေကိုအဲ့ဒီမှာတော့ download လိုက်ရတယ်ဆိုအခုကျွန်တော် desktop ပေါ်မှာတင်ထားတဲ့ဒီ My Mote တို့ဘာလို့ဆိုရင်လည်းကျွန်တော်အဲ့ဒီကပဲ download ထားတာမဆိုးလို့ပြောရမယ်တော်တော်လေးဆိုးလို့ကောင်း drive ပြီးရင်လည်းအဲ့ဒီလိုပဲကျွန်တော်အဲ့ဒီထဲမှာပဲ download ထားတာဆိုးလို့တော်တော်ကောင်းတယ်ဆိုတော့ okay ဘယ်လို download ရမလဲဆိုတော့အခုပဲကြည့်ကြရအောင်ဆိုမိတ်ဆွေတို့ရဲ့နီးစပ်ရာကြိုက်တဲ့ browser ကိုဝင်လိုက်ဝင်ပြီးတော့ဒီမှာ Steam Alloga လို့ရရမယ် STEAM UNLOKEST အဲ့လိုရရမယ်ပြီးရင်အဲ့ဒါနေလိုက်ဆိုဒီလိုကြာလာတယ်ဒီခါမှာအပေါ်ဆုံးကဒီ website ပေါ့နော် all games ဆိုရယ် A to Z Steam Alloga ဆိုတော့ဝင်လိုက်မယ်ဆိုပြီးရင်ဒီလိုဖြစ်သွားတယ်ဆိုရင် home ကိုတစ်ချက်နှိပ်လိုက်နော် home ကိုတစ်ချက်နှိပ်လိုက်home ကိုနှိပ်လိုက်မှသူကဒီလို category တွေနဲ့ပြပေးတာဖြစ်တယ်ဆိုဥပမာအနေနဲ့အခု popular ဖြစ်နေတဲ့ game တွေဆိုရင်လည်းဒီမှာ popular ဆိုတဲ့ category အောက်မှာရှိတယ်နော်ဆိုကိုကြိုက်တင်တိုက်ရ game ကိုတွေ့တယ်ဆိုရင် download ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းဒီမှာ search လုပ်ပြီးမှတော့ download လေရတယ်နော်ဆိုအခုကျွန်တော်တော့ဆိုဒီ game လေးတစ်ခုကိုထောင်းပြမယ်ဆိုဝင်လိုက်ပေါ့နော်ကိုကြိုက်တဲ့ game တွေ့ရင်ဝင်လိုက်ဝင်ပြီးရင်ဒီမှာ game review ရှိမယ်ပြီးရင်အောက်ဆင်းလိုက်ရင် system requirement ဆိုတာရှိတယ်အဲ့တော့မိတ်ဆွေတို့ computer မှာဒီ game ကအဆင်ပြေမပြေဆိုတာဒီ system requirement မှာဖတ်လို့ရတယ်မစိုးလို့တော့ပြောလို့ရပါတယ်ဆိုအနည်းဆုံးတောင်းဆိုချက်လေးတွေပေါ့နော်ဆိုဒီမှာတော့ပါတယ်နော်ဆို down ကျင်နေဆိုရင်တော့အပေါ်နည်းနည်းလေးဆွဲတင်လိုက် download link ဆိုတာရှိတယ်ဆိုတော့တစ်ချက်ဒီအစိမ်းရောင်လေးကိုနှိပ်လိုက်မယ်ဆိုဒီနေရာရောက်လာပြီဆိုရင် pro download နဲ့ကျွန်တော်တို့ down မှာမဟုတ်ဘူး free နဲ့ down မှာပေါ့နော်ဆိုအဲ့ဒါကြောင့်ဒီအောက်မှာ second လေးစောင့်ရတယ်ဆိုအဲ့ဒီ second လေးပြည့်မယ်ဆိုရင်သူက free download ဆိုပြီးပေါ်လာတက်တယ်ပေါ်လာတက်တာမဟုတ်ပေါ်လာတယ်ဆိုတော့ခဏလေးစောင့်ကြည့်အောင်ဒီမှာနော်ဆို free download ဆိုပြီးပေါ်လာတယ်ဆိုတစ်ချက်နှိပ်လိုက်မယ်ဒီလို link တစ်ခုရောက်သွားတယ် tab တစ်ခုပေါ်ပြီးတော့မှဘယ် file မှာ save မလဲဘယ်မှာ save မလဲလာမေးတယ်ဆိုတော့ download လေးမှာပဲ save လိုက်တယ်ဒါဆိုရင်သူကဒီမှာတော့လာ down နေပြီအရင်မြန်ပါတယ်အရင်မြန်နေဆိုတော့ကိုယ့်ရဲ့ internet ပေါ်တော့မူတည်တာပေါ့နော်ဆိုကျွန်တော် wifi ကတော့အဲ့ဒီလောက်ထိတော့မမြန်ဘူးအဲ့လောက်ထိတော့ဟိုမဖြစ်ဘူးဆိုတော့အနည်းဆုံးတစ်နာရီခွဲလောက်တော့ပုံမှန်တော့စောင့်ရတယ် down တဲ့အခါမှာတော့ပေါ့နော်ဆို okay ဒီလို down နေတာကတော့သူကထုတ်ပြီးရင်တော့ raw file နဲ့ထုတ်ပြီးမှာပေါ့နော်ဆိုတော့ make sure လို့မှာ WinRAR လို့ပါလို့ရှိတယ်ဆိုရင်တော့ဆိုအလွယ်တကူ zip ဖြည့်ပြီးမှသူက install လုပ်လိုက်လို့ရတယ်ဆို okay ဒါဆိုရင်တော့ဒီနေ့ကျွန်တော်ကိုယ်တိုင်အသုံးပြုတဲ့ PC crack game တွေကို download လုပ်တဲ့ website ကိုတော့မိတ်ဆွေတို့ကို sharing လုပ်ပေးပြီးပါပြီဆိုတော့တခုခုလုံးနေနေမှာအဆင်မပြေတာရှိရင်လည်း comment ထဲမှာဝင်ပြီးမှမေးလို့ရတယ်ဆိုကျွန်တော်ပြန်ဖြေပေးပါမယ်ဆို okay တကယ်လို့မိတ်ဆွေတို့အတွက်ဒီနေ့ video ကအကျိုးရှိခဲ့တယ်ဆိုရင်တော့ like and subscribe လေးကျေးဇူးပြုပြီးလုပ်ခဲ့ပေးပါအောင်ဗျာဒါဆိုရင်တော့နောက်တစ်ခေါက်ပြန်တွေ့ဖို့မျှော်လင့်ဆောင်ဆိုင် bye bye guys